ယ်ချင်းအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကိုစောတောက်တွင်းကြီးမြို့နယ်ဝေးရှိုကျွရောအလူပွေးတစ်ခုတည်းဖြောပြင်းနဲ့တွားနေပါတယ်တွားနေတော့အဲ့ကိုရောက်တော့ကိုစောတို့ဒီမှာမိုးအားရောလေအားတိုက်တော့အလူပွေးကိုရက်ကိုချွေလိုက်တာဖြစ်တဲ့အတွက်ကိုစောတို့နောက်ကိုပြန်လာတယ်ပြန်လာတဲ့အချိန်မှာဒီမှာဘိတ်တနိုမျိုးဆိုတာရှိတာပေါ့နော်ဘိတ်တနိုဘရင်မတည်ထားခဲ့တဲ့ဖရားရဲ့ဒီဘိတ်တနိုမျိုးဟောရဲ့ဆိုတာလမ်းမှာကိုစောတို့တွားတဲ့လမ်းမှာတွေ့နေရတာပေါ့နော်အဲ့ဒါကြောင့်ကဲဘာတွေထူးဆန်းမလဲဆိုကိုစောလည်းတစ်ခါမှမရောက်ဘူးတော့ခဏလေးလာကြည့်နေဝင်ဖြစ်ခဲ့ပါတယ်ကဲဝင်ချင်းမှာတော့ဒီလိုမဝတွေရှိပါတယ်ဒီလိုဘယ်တော့မျိုးကိုဝင်တဲ့အချိန်မှာဒီမဝပေါ့နော်ဒီမဝတွေရှိရဒီဝင်ချင်းမှာကဲကိုစောတော့ဝင်လို့ရှိရင်ဘေဘက်ချန်လေးမှာကတော့ဒီပြတဲ့ပေါ့နော်ဒီပြတဲ့ရှိပါတယ်ပြတဲ့ကနေသွားလို့ရှိရင်ဒီဘက်ကိုကြည့်လိုက်ရှိအဲ့မှာပီပေါ့နော်ဘယ်လိုပြောမလဲဘယ်တော့ပြင်မရဲ့အတိတ်ထန်ခဲ့တာပေါ့နော်ငါလာမကြီးဆိုတဲ့ပီလေးတွေတူလေးတွေတွေ့ရပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီလမ်းဆိုတဲ့တခုတွေ့တယ်ဒီဘက်ကျရင်ဒီကဘယ်တော့မျိုးဟောတော့ဆိုပြီးရှိပါတယ်ဒါကတော့အခုကိုစောတော့ဖះကိုဖူးချင်တဲ့အတွက်အဲ့ဒီဖះပေါ်တော့နေပါတယ်ဖះကတော့အခုတော့ဖះကိုခုမှတော့မြင်နေရပါပြီဖះကတော့မြင်နေရပါပြီကဲဖះဖူးရင်လည်းဗားတွေထူးဆန်းတာရှိလို့လဲဆိုရင်ကိုစောတို့ရောက်ခဲ့မှာလေးလာဖြစ်ခဲ့ပါတယ်အခုဘလောလေးတရားတာဆိုတာကလည်းတငယ်ချင်းတွေမရောက်ဘူးတဲ့တငယ်ချင်းတွေကိုမြင်ဖို့အောင်လို့ပေါ့နော်တရားချင်းဖြစ်ပါတယ်ကဲလက်ကြည့်ကြပါဦးတငယ်ချင်းအားလုံးချစ်ပါတယ်No, but yeah, ma, I did you.